ဖုန်းတစ်လုံးကကျွန်တော်တို့တွေကို cryptocurrency တွေဒေါ်လာတွေရှာပေးနိုင်တယ်ဆိုတာယုံလားဖုန်းတစ်လုံးကိုကျွန်တော်တို့လက်ကားရမယ်ဆိုရင်ယူမှာလားပြောမယ်ဆိုရင်ကျိုးတွေကိုပတ်စံအောင်ပြန်ပြီးရှာပေးမယ်ဖုန်းငကိုသူ့ရဲ့ဖုန်းတန်ဖိုးထက်ကိုပို့ပြီးမှကိုရှာပေးနိုင်တဲ့ဖုန်း online ကနေ cryptocurrency airdrop လုပ်တဲ့လူတွေအတွက်ဖုန်းဒါမှမဟုတ်လဲ online ပေါ်ကနေပလုံကောက်တဲ့လူတွေအတွက်ဖုန်းဒါကတော့ဘာလဲဆိုတော့ကျိုးတွေ Solana ပေါ့နော် cryptocurrency တစ်ခုဖြစ်တဲ့ Solana ကနေဒုတိယအကြိမ်မြောက်ထုတ်တဲ့ Solana Seeker Mobile Chapter 2ဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်ဒီ mobile ပေါ့နော်ဒီ Solana Seeker ဆိုတာဘာလဲပြီးပြီဆိုရင်ကျွန်တော်တို့ဘာအသုံးဝင်နိုင်လဲအဲ့ဒီဟာရဲ့ maybe unboxing ပဲအရင်ဖြစ်လိမ့်မယ် review ကတော့နောက်မှာပဲ reviews ကနောက်မှာဆိုပဲ review ကကျွန်တော် phone review ကလုပ်မှာမဟုတ်ဘူးသူ့ရဲ့ camera ဘယ်လောက်ကောင်းတာသူ့ SoC ကဘာဖြစ်တာညာဖြစ်တာကျွန်တော်အဲ့ဒါတွေစိတ်ဝင်စားဘူးကျွန်တော်စိတ်ဝင်စားတာကဒီဖုန်းကနေကြော်တွေပတ်စံဘယ်လောက်ထိပြန်ရနိုင်လဲဆိုတာပဲစိတ်ဝင်စားတာဖြစ်ပါတယ်အိတ်ကတော့သူတို့တွေကဒါမျိုးအိတ်ကလေးနဲ့လာတယ်เนาะကျွန်တော်တို့ကက်ကြီးတွေဘာတွေမလို့ဆွဲဖြဲလိုက်ရုံနဲ့ဆိုရပြီโอเคโอเคဘူးကတော့တူတော့မရှိပါဘူးဒါပေမဲ့သူ့ဟာနဲ့သူကတော့ unique ဖြစ်တယ်ပေါ့နော်ဒီမှာသူ့ရဲ့ Solana logo လေးတွေပါတယ်ဖုန်းနံပါတ်တွေကိုပေးပတ်လဲမှာ maybe ရေးထားပေးတယ်ပေါ့နော်โอเคဖွင့်တာတော့လွယ်ထင်တာပဲโอเคဘာမှတော့လုပ်စရာမလိုဘူးဟော sticker တွေဘာတွေပါတာမဟုတ်ဘူးโอเคဒါလေးကတော့မစိုးဘူးတဲ့ထဲမှာပါပြီဒါကတော့ကြော်ရီဒီ Seeker ပေါ့နော် Seeker နဲ့ iPhone 50 Pro နဲ့ဆိုရင်ကြည့်လိုက် UA2 ပုံစံတော့ပဲရှိတယ်ဟုတ်တယ်နော် UA2 ပုံစံဒီပါပဲဒီမှာပါတဲ့ဒီရဲ့စာရွက်လေးတွေပေါ့နော်ဒီစာရွက်လေးတွေကဘာလဲဆိုတော့ကျော်တွေ cryptocurrency wallet တွေပေါ့နော် wallet တွေကိုကျော်တွေကအတစ်လုပ်တယ်ဆိုရင် generate လုပ်တယ်ဆိုရင်ပေါ့နော်ကျော်တွေသူတို့တွေကရုပ်ဝက်စကားစုလို့ပဲကျွန်တော်ပြောပြရုပ်ဝက်စကားစုတွေ14လုံးလို့24လုံးလို့အဲ့လိုမျိုးပေးကြတယ်အဲ့ဒါကိုကျော်တွေရေးမှတ်ထားဖို့အတွက်ကတ်လေးနှစ်ကတ်ပေးထားတာဖြစ်ပါတယ်ဒီ Solana Seeker ပေါ့နော်သူ့ကိုထူးခြားစေတာကဘာလဲဆိုတော့ Seeker ID ဆိုတာလေးဖြစ်ပါတယ်ပြောရမယ်ဆိုရင် Solana ဖုန်းပိုင်ရှင်တွေပဲဖွင့်လို့ရတဲ့ဟာပေါ့နော်အကောင့်ဖွင့်လို့ရတဲ့ Seeker ID ဖြစ်တယ်အဲ့ဒီ Seeker ID ရှိမှပြီးပြီဆိုရင်သူတို့တွေက NFT တခုအလကားပေးတယ်အဲ့ဒီ NFT ရော Seeker ID ရောရှိရဆိုမှပဲဒီရဲ့ Solana ပါဝင်ပတ်သက်နေတဲ့ project တွေထဲကနေ airdrop တွေကိုကျွန်တော်တွေကအလွယ်တကူရရှိနိုင်မှာဖြစ်ပါတယ်မဟုတ်ဘူးဆိုရင်လုံးဝမရပါဘူးပြီးရင်ဒီ Solana Seeker မှာပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့တွေ crypto wallet ပေါ့နော် physical crypto wallet stick တွေအဲ့လိုပုံစံမျိုးလဲအလုပ်လုပ်တယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့တွေပိုင်တဲ့ crypto တွေကိုဖုန်းထဲမှာလာပြီးမှထည့်ထားလိုက်လို့ရတယ် physical အနေနဲ့တင်ထားလိုက်လို့လည်းရတယ်ပြီးပြီဆိုရင်သူကပြီး software အနေနဲ့ပေါ့နော် software wallet အနေနဲ့ဆိုရင်လဲ Binance လိုမျိုးပဲအသုံးပြုလို့ရတယ်လူများတွေပတ်စံပေးတာပြီးကိုကပြန်ပြီးလက်ခံတာဒါမှမဟုတ်လဲ cryptocurrency တွေပြန်ဝယ်တာပေါ့နော်အဲ့ဒါတွေလည်းပြန်လုပ်လို့ရတဲ့ဟာဖြစ်ပါတယ်အဲ့ဒီမှာခဏကပြောလိုက်တဲ့ physical wallet ပေါ့နော် physical wallet ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ပိုင်ဆိုင်တဲ့ cryptocurrency တွေကိုကျွန်တော်တို့တွေတခြားလူတွေခိုးယူသွားလို့မရအောင်ကိုယ့်ရဲ့ stick ထဲမှာကိုယ့်ရဲ့ wallet ထဲမှာတင်ထားတာကိုဆိုလိုတာဖြစ်ပါတယ်